ဒီဆိုင်ကတော့အလွမ်းပြေလက်ဖက်ဆိုင်တွေဖြစ်ပါတယ်ရှင်းမိုက်မှာရောက်တော့ကကျွန်တော်တို့တောက်ခဲလက်ဖက်ဆိုင်တွေပေါ့နော်လက်ဖက်ဆိုင်ကတော့ဒီရှင်းမိုက်မှာပဲရှိတာပေါ့နော်မြန်မာလက်ဖက်ဆိုင်ဆိုတဲ့အတိုင်းပဲအကုန်ရှိရဗျလက်ဖက်ရည်စမူစာအီကြခွဲအတုပ်တွေရှိမယ်ဈေးနှုန်းတွေကလည်းကျွန်တော်တို့ UAE ထက်ရှင်လို့ရှိရင်ဈေးသက်သာတယ်ဗျပြီးတော့ဘန်ကောက်ထက်ရှင်လိုက်ရင်လည်းဈေးသက်သာတယ်ရှင်းမိုက်ကပို့ပြီးတော့သက်သာပါတယ်tourist တွေကလည်းဒီဘန်ကောက်ထက်ရှင်တော့နေတာပေါ့နော်ဟိုဈေးနှုန်းတွေကြည့်နေတာဘာစားမလဲပေါ့နော်ကလေးတွေကတော့တည့်တဲ့အတိုင်းပဲထမင်းကြိုက်တဲ့လူတွေဆိုတော့ဆက်သား6ဖုတ်နဲ့ထမင်းစားကြပါတယ်နောက်တစ်ယောက်ကတော့နန်းကြီးတုပ်စားတယ်ပေါ့နော်မွန်းခါလေးစားကောင်းနေဗျအဲ့ဆိုင်မွန်းခါလေးကမဆိုးလက်ဖက်တုပ်တင်တဲ့တကယ်အလွမ်းပြေဆိုတဲ့အတိုင်းပါပဲကျွန်တော်ကတော့မွန်းခါကြိုက်တဲ့လူဆိုတော့မွန်းခါကိုအားပြဆွေးပါတယ်အဲ့ဆိုင်ကမွန်းခါလေးတော်တော်စားကောင်းပါတယ်တခြားလူကတော့လက်ဖက်တုပ်တို့ဆက်သား6ဖုတ်တို့နဲ့ထမင်းစားကြပါပေါ့နော်ကျော်သမီးတွေကလည်းထမင်းကြိုက်တယ်လို့လက်ဖက်ထမင်းပေါ့ဟိုကလက်ဖက်ထမင်းရန်ကုန်လမ်းမြေโอเคမလိုင်းလုံးတိဆိုင်ကအပေါ်ထက်အောက်ထက်နှစ်ထပ်ရှိရဗျာအောက်ထပ်မှာလည်း aircon ရှိတယ်အပေါ်ထပ်မှာလည်း aircon နဲ့ပင်ကာတွေနဲ့ပေါ့နော်ကျွန်တော်တို့တဲ့အချိန်ကတော့နေခင်းပိုင်းလောက်ဆိုတော့လူတွေတိတ်မရှိဘူးပြီးတော့တိတ်ဆိတ်ရှိရဗျာတဘာဝပတ်ဝန်းကျင်ကလေတော်တော်လေးကောင်းတယ်ကိုမြန်မာပြည်ကိုရောက်တော့တယ်လို့ပဲ